database ခုပေါ့နော်အဲ့ဒီမှာသူတို့မထင်မှတ်ပဲတခဲကိုကြီးမားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်ဗျအဲ့ဒီ data တွေထဲမှာထိပ်တန်း billionaire တယောက်ရဲ့ show a good password ကြီးတစ်ခုမြုပ်နှံထားတာကိုတွေ့ရတာပေါ့ဒီလူကကွာလာလမ်ပူမှာရှိတဲ့အကြီးဆုံး crypto exchange ရဲ့ CEO တယောက်ဖြစ်ခဲ့ဘူးလားဗျသူက crypto dollar 1.5 billion ကိုလိမ်လည်ပြီးတော့ရယူခဲ့တာပေါ့ပြီးတော့ပျောက်သွားတာနောက်ပိုင်းမှာတော့သူကိုမကာဟိုမှာတေဆုံးလျက်တာတွေ့ရှိခဲ့ကြတယ်တော်တော်လေးလေတန်တရားဖြစ်ဖွယ်အခြေအနေနဲ့ပေါ့ဒင်းနေထွက်ပေါ်လာတာကတော့သူကသူ့တေဆုံးမှုကိုဖန်တီးခဲ့တာဟန်ဆောင်ခဲ့တာလို့ပြောကြတာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီ1.5 billion ကိုဘယ်သူမှပြန်ရှာမတွေ့ခဲ့ကြသေးလို့လीခုချိန်ထိပေါ့ဘယ်သူမှမတင်ကားခဲ့ကြဘူးဒါပေမဲ့ပျောက်ဆုံးနေတဲ့အဲ့ဒီငွေတွေအားလုံးကတော့အဲ့ဒီမှာပဲခိုးယူဖို့အသင့်အနေထားနဲ့ရှိနေခဲ့တာပါအခုတော့သူတို့ရဲ့နီးပညာသမားဆိုင်မွန်က password အပြည့်အစုံကိုကူးယူဖို့အတွက်10 minute လောက်ပိုနေဖို့ဆုံးဖြတ်လိုက်တာပေါ့ပြဿနာကတော့ရဲတွေက9 မိနစ်အတွင်းရောက်လာတော့မှသူတို့ရဲ့မူလာစီစဉ်ထားတာက3 မိနစ်တည်းညံ့ညံ့ဆန်းဆန်းဖောက်ထွင်းပြီးယူဖို့ဒါကြောင့်10 မိနစ်ပိုနေတာကတော်တော်လေးကိုအန်ဒီရဲများနေပြီနေခဲ့တာကအဖမ်းခံရနိုင်ပြီမဲ့ကျန်တဲ့အဖွဲသားတွေကတော့ရနိုင်တဲ့ပိုက်ဆံတွေကိုစိတ်လှုပ်ရှားပြီးဆိုင်မွန်နဲ့သဘောတူကြတယ်ဒီလူငယ်အဖွဲရဲ့ခေါင်းဆောင်လာအောင်လန်ကသူတို့ကိုတားလို့မရတော့ဘူးဆိုတာသိတော့သူကနေခဲ့ပြီးသူတို့နောက်ွယ်ကနေကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ရဲတွေကအချိန်ကိုက်တကားဝါကိုရောက်လာခဲ့ကြပြီးလာအောင်လန်ကလည်းအဖွဲသားတွေကိုထွက်လို့အော်ပြောလိုက်တယ်သူတို့လည်းအချိန်ကိုက်ထပ်လေကားလေခုံဝင်ပြီးအောက်ထပ်ကိုဆင်းဖို့ကြိုးစားတော့မှာပဲဘမ်ရဲတွေနဲ့တက်တူပါနေတော့ဒီနေရာမှာပေါ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကရဲတွေကသူတို့ကိုမမှတ်မိလောက်ဖို့နီးပညာရှင်ဆိုင်မွန်ကလုံခြုံရေးကင်မရာမှတ်တမ်းတွေအားလုံးကိုအတူတွေနဲ့အစားထိုးထားခဲ့တာကြောင့်သူတို့မျက်နှာတွေကကင်မရာထဲမှာပါဘူးလေဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့အခုလေးတွေလူရက်ထဲတဲ့ကုမ္ပဏီရဲ့ဝန်ထမ်းတယောက်ကရဲတွေကိုဖုံးဆက်ပြီးတော့ဓားပြားတွေရဲ့ပုံစံအဝိစားတွေကိုအသေးစိတ်ပြောပြလိုက်တော့ရဲတွေကလေ